မွေးပြန်ထုံကြီးတဲ့မတိမတာရနက်တစ်မျိုးကပတ်ဝန်းကျင်တစ်ခွင်လုံးကိုတိတ်တဆိတ်ခြုံလွှမ်းလာပါတယ်။ခြေလန်းတလန်းချင်းစီလှမ်းသွားရင်ကျွန်တော်နောက်ကနေတစုံတယောက်လိုက်လာသလိုရုတ်တရက်ခံစားလိုက်ရပါတယ်။ဒါကတံမြင်နေမြင်တစ်ခုမဟုတ်ပါဘူး။စမ်းကြဲလာတဲ့တမိုင်းဒဏ္ဍာရီတွေနဲ့ဆက်နွယ်နေတဲ့အလွန်မင်းထူးခြားလာတဲ့ဂမ်ဘီယာနယ်မြေတစ်ခုပါ။ဒီဒေသမှာနာမည်ကုန်သတင်းကြီးမားလာတဲ့တိုင်နန်းရှင်အမတော်မတ်ဝါဖြူမတ်ဝါပေါက်တို့နဲ့ကျွန်တော်ကြားမှာတော့မမြင်ရတဲ့ပထန်းဆက်တစ်ခုရှိနေတယ်လို့ခန်းစားလိုက်ရပါတယ်။ဒီတခါတော့တမိုင်းဝင်စံတော်ရှင်ရွှေမောင်းတီးစီတော်မြတ်ကြီးကိုစောင့်ရှောက်နေကြတဲ့အမတော်မတ်ဝါဖြူမတ်ဝါပေါက်တို့ရဲ့လျှို့ဝှက်စမ်းကြဲလာတဲ့တိုက်တမန်းကိုစိတ်ဝင်စားဖွယ်ဘဟုတုတဖြစ်ဖွယ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုအဆုံးထိမလွတ်တမ်းကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါ။အဲ့ဒီနေ့ကကောင်းကင်ဟာတိမ်တစင်းတော်မမြင်ရအောင်ကြည်လင်နေခဲ့ပါတယ်။ပြန်လည်လာတဲ့ကောင်းကင်အောက်မှာရွှေရောင်တဝင်းဝင်းထွန်းလင်းနေတဲ့တပ်ပယ်လာတဲ့ဇီတော်မြတ်ကြီးကိုဖူးမြော်ရတဲ့ခိုက်တန်ကရင်ထဲကိုအေးချမ်းမှုတစ်မျိုးတိတ်တဆိတ်ကင်းအောင်သွားခဲ့ပါတယ်။ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ ARV တိုင်းဒေသကြီးကန်ကြီးတောင်မြို့နယ်လက်ဆောင်ကွင်းကြီးရွာအုပ်စုမောင်နီကြီးကြီးရွာမှာတည်ရှိတဲ့တမိုင်းဝင်စံတော်ရှင်ရွှေမောင်းတီးစီတော်မြတ်ကြီးပဲဖြစ်ပါတယ်။ဒီခီးစဉ်ကိုတော့ပသိမ်မြို့စကိုင်းမုတ်ဆိုင်နဲ့စင်မင်းသမောစီကကိုစီယာထွန်းမတ်တီတာအိမ်မိသားစုတို့ရဲ့ဖိတ်ကြားချက်အရလာရောက်နိုင်ခဲ့တာဖြစ်ပါတယ်။တမိုင်းဝင်စံတော်ရှင်ရွှေမောင်းတီးစီတော်မြတ်ကြီးဟာရန်ကုန်မြို့ရဲ့ထင်ကြရရွှေတကုံစီတော်မြတ်ကြီးထက်တောင်တက်တန်းပူဆိုတယ်လို့ယုံကြည်ထားကြတဲ့ရှေးအောင်စီတော်ကြီးတစုပါ။အဲ့ဒီအချက်ကိုယုံကြည်ဖို့ခက်ခဲသူတွေရှိကြပါတယ်။ရွှေတကုံစီတော်မြတ်ကြီးကသာအရင်ဦးဆုံးစီတော်လို့ထင်မြင်နေကြသူတွေကလည်းမနှဲပါဘူး။ဒါပေမဲ့ရာဇဝင်တွေကိုတေချာလိလာကြည့်ရင်တဖုတ်တာနဲ့ဗလိကကုံတဲ့ရင်အောင်လို့အိန္ဒိယကနေမြန်မာပြည်ကိုစံတော်ရီပင့်ဆောင်လာတဲ့လမ်းတစ်လျှောက်မှာကိုညံကိုမြို့နယ်ကနေရန်ကုန်အထိစံတော်ကျိုစီတော်များစွာတည်ရှိနေခဲ့တဲ့ဆိုတာကိုတွေ့ရပါတယ်။အဲ့ဒီစီတော်တွေဟာရွှေတကုံစီတော်မြတ်ကြီးထက်တောင်တက်တန်းပူဆိုးကြတယ်လို့လည်းဆိုကြပါတယ်။ရွှေမောင်းတီးစီတော်မြတ်ကြီးဟာဟိုင်းကြီးကျော်နီပင်လယ်ကမ်းစပ်မှာတည်ရှိတဲ့မော်တင်စွန်းစီတော်မြတ်ကြီးရဲ့တမိုင်းနဲ့ဆက်နွယ်နေပါတယ်။ရွှေဒီကုန်းနဲ့မော်တင်စွန်းကလမ်းမဆက်သွယ်ရေးကောင်းမွန်တဲ့အတွက်လူသိများပေမဲ့လမ်းမဆက်သွယ်ရေးခက်ခဲတဲ့ရွှေမောင်းတီးစီတော်မြတ်ကြီးကတော့လူသိနှဲနေခဲ့တာဖြစ်ပါတယ်။ကြောက်စာပေးစာအထောက်ထားပြည့်စုံမှုမရှိဘဲလက်ဆင့်ကမ်းပါဇက်ရာဇဝင်တွေကိုသာအခြေခံတက်ကြတဲ့ဒေတာအသီးသီးကဖျားစီဒီသမိုင်းတွေကအငင်းပွားစရာတွေရှိနေတတ်တာကလည်းတဘာဝတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုးဝယ်ယုံကြည်မှုကိုအခြေခံထားတဲ့ဖျားစီဒီသမိုင်းတွေကိုတော့ဘဟုတုတအနေနဲ့ကျွန်တော်တို့လေးစားလက်ခံကြဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုမှာတော့ဇေတော်မြတ်ကြီးရဲ့သမိုင်းအပြည့်စုံကိုပြန်လည်မဖော်ပြတော့ပါဘူး။ဒီကနေ့ကျွန်တော်ပြောပြချင်တာကတော့ရွှေမောင်းတီးဒေတာမှာနာမည်ကုန်သတင်းကြီးမားလာတဲ့တိုင်နန်းရှင်အမတော်မတ်ဝါဖြူမတ်ဝါပေါက်တို့ရဲ့လျှို့ဝှက်စမ်းကြဲလာတဲ့တိုက်သမိုင်းပါ။ကျွန်တော်ဟာရွှေမောင်းတီးဇေတော်မြတ်ကြီးမှာမင်္ဂလာရွှေမောင်းကြီးကိုအဋိဌံပြုတီးခတ်ပြီးတဲ့နောက်ရင်မြင်တော်ပေါ်ကိုလှည့်လည်လေးလာခဲ့ပါတယ်။အဲ့ဒီနောက်အနီးနားမှာရှိတဲ့ဒေါ်ဝါပေါကုန်းဇေတော်မြတ်ကြီးကိုလည်းတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဒီဇေတော်ကြီးဟာအင်မတန်မှတိတ်ဆိတ်အေးချမ်းလာပြီးတိုင်နန်းရှင်ဒေါ်ဝါပေါကိုယ်တိုင်တည်ထားခဲ့တယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။ဇေတော်နီးမှာတော့တိုင်နန်းရှင်အမတော်မတ်ဝါဖြူမတ်ဝါပေါတို့ရဲ့နှံနှန်းကိုလည်းတွေ့ရပါတယ်။နှံနှန်းတွဲမှာတော့တိုင်နန်းရှင်အမတော်မတ်ဝါဖြူမတ်ဝါပေါတိုင်နန်းရှင်မောင်ငယ်တွေဖြစ်ကြတဲ့ကိုဆူအောင်ကိုဆူနောင်တို့ရဲ့အသက်ဝင်လွှလာတဲ့ရုပ်တုတော်တွေကိုမြင်တွေ့ရပါတယ်။ဒါကတော့အလွန်အင်မတန်မှချောမောလှပလွန်းတဲ့အမတော်မတ်ဝါဖြူဖြစ်ပါတယ်။မေးစိမှာမှဲ့ကလေးနဲ့ချစ်စရာကောင်းလာတဲ့အမတော်ကတော့မတ်ဝါပေါက်ဖြစ်ပါတယ်။ဒီပုံတော်တွေဟာရွှေမောင်းတီးဆရာတော်ဘုရားကြီးကိုအိမ်မက်ပေးစဉ်ကမြင်တွေ့ရတဲ့အတိုင်းထုစစ်ပုံဖော်ထားသလိုအမတော်တို့ရဲ့နံကိတ်နေတဲ့ပုံတော်တွေဖြစ်တယ်လို့ဆိုကြပါတယ်။ဒါကတော့တိုင်နန်းရှင်မောင်ငယ်ကိုဆူအောင်ကိုဆူနောင်တို့ဖြစ်ကြပါတယ်။ဒီဒေသမှာတိုင်နန်းရှင်မတ်ဝါဖြူမတ်ဝါပေါက်တို့မောင်နှမတို့ကိုရိုသေခံကြရပါတယ်။အမတော်တို့နန်းနန်းအနီးမှာတော့တိုက်ချုပ်ဘိုးဘိုးကြီးနဲ့နဂါးဘိုးတော်တို့ရဲ့နန်းနန်းကိုလည်းတွေ့မြင်ရပါတယ်။နန်းနန်းအတွင်းမှာတော့နဂါးတောင်ဝိတ်ကိုလက်ကကင်ထားတဲ့နဂါးဘိုးတော်ကြီးကိုမြင်တွေ့ရပါတယ်။ဒါကတော့မတ်ဝါဖြူမတ်ဝါပေါက်တိုင်နန်းရဲ့တိုက်ချုပ်ဘိုးဘိုးကြီးဖြစ်ပါတယ်။တိုက်ချုပ်ဘိုးဘိုးကြီးနဲ့တိုင်နန်းရှင်မောင်နှမတွေဟာရွှေမောင်းတီးစီတော်မြတ်ကြီးကိုစောင့်ရှောက်ခြင်းသာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခြင်းနဲ့ခုနှစ်ရက်သားသမီးပေါင်းတို့ကိုစောင့်ရှောက်ပေးနေတယ်လို့ယုံကြည်ကြပါတယ်။အချိန်ကာလအဖြစ် BC 988ခုနှစ်ဖြစ်ပါတယ်။ဥက္ကလာပတိုင်းသားတဖုတ်တာနဲ့ဗလိကကုံတဲ့ညီနောင်တို့နှစ်ဦးမြစ်စီမဒေသကိုရောက်ရှိလာတဲ့အခါဗုဒ္ဓမြတ်စွာဘုရားရှင်ကစံတော်ရှစ်စုပေးသနာတော်မူခဲ့ပါတယ်။ကုံတဲ့ညီနောင်တို့ဟာစံတော်မြတ်တွေကိုမြန်မာပြည်ကိုပင့်ဆောင်လာခဲ့ကြပါတယ်။ပင်လယ်ပြင်ကိုဖျက်ပြီးပင့်ဆောင်လာခဲ့ကြတာပါ။
ဒါပေမဲ့မော်တင်ဒေတာနီးကိုရောက်တဲ့အခါမှာတော့ဇေယသိနာနဂါမင်းကစံတော်မြတ်နှစုကိုခိုးယူသွားခဲ့ပြီးနောက်အခါမှာမျက်မော်တင်ဇေတော်အဖြစ်ဌာပနာတည်ထားခဲ့ပါတယ်နဂါမင်းဖန်ဆင်းတဲ့လီမွန်တိုင်းကြီးကြောင့်ပုံလေညီနောင်တို့ဟာနီးစက်ရမြစ်ချောင်းနေတဲ့ကိုမလွဲမသွေဝင်ရောက်ခဲ့ကြရပါတယ်အဲ့ဒီနောက်ရေစီးအတိုင်းလိုက်လာရင်ဒီကနေ့မောင်တီဒေတာလို့ခေါ်ကြတဲ့နေရာထိရောက်ရှိလာခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကဒီဒေတာမှာလူရိုင်းနေထိုင်ကြပါတယ်မောင်တီဒေတာကိုအုပ်ချုပ်နေတဲ့လူရန်ဘီရင်စုလူမင်းကကုန်တယ်ညီနောင်တို့ကိုရန်သူတွေအမှတ်နဲ့ဖမ်းဆီးလိုက်ပါတယ်ဒီနေရာမှာပဲအံ့အားသင့်ဖွယ်ဖြစ်ပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ကုန်တယ်ညီနောင်တို့ပဲ့ဆောင်လာတဲ့ဗုဒ္ဓဖျားရှင်ရဲ့စံတော်မြတ်တွေကရုတ်တရက်ရောင်ကြီးတော်တွေထွန်းလင်းတောက်ပလာခဲ့ပါတယ်အဲ့ဒီအခါဘရင်စုလူနဲ့လူရန်ကြီးဟာကြောက်ရွံ့ကြီးညိုလာကြပြီးခွင့်လွှတ်ပေးဖို့ဒူးထောက်တောင်းပန်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဘရင်စုလူကစံတော်မြတ်နှစုကိုအလူခံယူပြီးဒေသခံတွေနဲ့ပူးပေါင်းကအမြင့်18တောင်ရှိတဲ့မောင်တီစီတော်ကိုပထမဆုံးအချိန်တီထားကိုခဲ့ကြပါတယ်လူရန်ဘရင်စုလူမင်းကမိမိတီထားခဲ့သောဤဖျားအားဘဝဆက်တိုင်းအလုတ်ကျွေးပြုရပါလို့ဤဖျားလို့တစ္ဆာပြုဆူတောင်းခဲ့တဲ့အတွက်နောင်ခါမှာပသိမ်မြို့ဝင်ဦးလိုင်အဖြစ်လူဝင်စားပြန်ဖြစ်လာခဲ့ပါတယ်သာသနာနှစ်209ခုနှစ်မှာတော့တိရိဓမ္မတောကမင်းဆက်ဖြစ်တဲ့သာသနာပြုဖို့ကြွရောက်လာကြတဲ့ရဟန္တာရှင်သူမြတ်တွေရဲ့ညွှန်ကြားချက်အရပစ္စနမြို့ဝင်လူဝင်စားဦးလိုင်နဲ့ဝင်တော်တော်ကြိုင်တို့ကပြိုကျပျက်စီးနေတဲ့ရွှေမောင်းတီးစီတော်မြတ်ကြီးကိုပြန်လည်ပြုပြင်မွမ်းမံမှုတွေဆောင်ရွက်ခဲ့ကြပါတယ်။ဒါပေမဲ့ထီတော်တင်တဲ့အခါအချိန်မတိုင်မီရွာသွန်းခဲ့တဲ့မိုးကြောင့်၄ချိန်တိုင်တိုင်ထီတော်တင်လို့မရပဲဖြစ်နေခဲ့ပါတယ်။ပညာရှိအမတ်တွေတွက်ချက်ကြည့်တဲ့အခါမှာတော့အရှိရက်ကလာတဲ့မောင်နှမ၄ယောက်ကိုစတေးခံသွေးမြေချမှသာလင်ဖျားထီတော်တင်ပွဲပြီးမြောက်အောင်မြင်နိုင်လိမ့်မယ်လို့ဆိုကြပါတယ်။အဲ့ဒီအခါဦးလိုင်ရဲ့သားသမီးတွေဖြစ်ကြတဲ့မဝဖြူမဝပေါင်းနဲ့သား2ယောက်စုစုပေါင်းမောင်နှမ4ယောက်ကလည်းမိဘတွေရှိရာမောင်တီဖျားကိုတိုက်တိုက်ဆိုင်ဆိုင်လိုက်လာကြပါတယ်။အဲ့ဒီအခါမူးမတ်တွေကမောင်နှမ4ယောက်ကိုကွက်မြက်ခဲ့ကြပါတယ်မောင်နှမ၄ပေါ်စတီးခံလိုက်ရတဲ့သတင်းကြားတဲ့အခါမှာတော့ဦးလိုင်နဲ့ဒေါ်ချိုင်တို့ကတာစောသမီးစောနဲ့မြစ်ကိုလှေနဲ့ဖြတ်အကူမှာရုတ်တရက်လေမုန်တိုင်းကြီးကျရောက်ပြီးကွယ်လွန်ခဲ့ကြပါတယ်။ဦးလိုင်သိဆုံးတဲ့အခါဇူလူဘရင်ဘဝတုန်းကတစ္ဆာဆိုဆူတောင်းခဲ့တဲ့အတိုင်းဖျားဌာပနာရဲ့ရဟန္တာတွေကိုအလုတ်ကျွေးပြုစောင့်ရှောက်ဖို့ရွှေမောင်းတီးစီတော်မြတ်ကြီးမှာတိုက်ချုပ်ဘူဘူကြီးဖြစ်လာခဲ့ပါတယ်။စတေးခံခဲ့ရတဲ့မဝဖြူမဝပေါင်းနဲ့မောင်ငယ်လေး2ယောက်ဟာလည်းတိုင်နှန်းရှင်တွေဖြစ်လာခဲ့ကြပါတယ်။တိုင်နှန်းရှင်အမတော်မဝဖြူမဝပေါက်တို့ဟာရွှေမောင်းတီးစီတော်မြတ်ကြီးပျက်စီးရင်းတဲ့အခါတိုင်းဖျားဒါရိုက်ကာတွေကိုဆက်သွယ်အတိပေးတတ်တဲ့သမိုင်းတာတကားတွေလည်းရှိခဲ့မှုပါတယ်။ကောဇာတက္ကရာ489ခုနှစ်မှာတော့အလောင်းစီသူမင်းကြီးဟာတီဟူကအပြန်မောင်းတီးဒေတာမှာဖောင်တော်စိုက်ကက်ရနာပြီးယာယီနန်းတော်နဲ့ဆံမြိုင်းခဲ့ပါတယ်။အဲ့ဒီအခါတိုင်နှန်းရှင်ဒေါ်ဝါဖြူဒေါ်ဝါပေါက်တို့ကဇေတော်ကြီးကိုပြန်လဲတီထားဖို့မင်းကြီးကိုအိမ်မက်ပေးကြပါတယ်။ဒါအပြင်ကောဇာတက္ကရာ1338ခုနှစ်ရောက်တဲ့အခါကလည်းပျက်စီးနေတဲ့ဇေတော်ကြီးကိုပြန်လဲပြုပြင်မှုရွှေမောင်းတီးဆရာတော်ဖျားကြီးကိုအိမ်မက်ပေးခဲ့ဖို့တယ်လို့လည်းသိရပါတယ်။ဒါအပြင်တိုင်နှန်းရှင်ညီမတွေဟာမောင်းတီးဒေသခံတွေနဲ့ရှေးရခင်ကတည်းကရင်းနှီးနေထိုင်ခဲ့ကြပါတယ်။ရှေးခါတုန်းကဖျားပွဲတွေရှိတဲ့ခါကျရင်ရွာနီးဆက်ကဒေသခံရွာသူရွာသားတွေကတိုင်နှန်းရှင်ညီမတွေစီကနေရွှေငွေရနာပစ္စည်းတွေကိုငှားရမ်းပေးလေရှိပါတယ်။လုပ်ငန်းလုပ်ဖို့ငွေလိုအပ်ရင်လည်းတိုင်နှန်းရှင်တွေစီကချေးငှားလို့ရကြတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့လူတွေကဂတိမတီသစ္စာမရှိတာကြောင့်ရှေးခင်ကလိုပေးကမ်းချေးငှားတာတွေမလုပ်တော့ဘူးလို့ဆိုကြပါတယ်။လောဘသားတိုက်စရာတွေကတိုက်တူးကိုစူးစမ်းကြလို့တိုက်ချုပ်ဘူဘူကြီးဦးလိုင်ကပညာပေးဆုံးမရတဲ့ပုံမြင်တန်တာတွေလည်းရှိခဲ့ဘူးပါတယ်။နောက်ပိုင်းမှာတော့တိုင်နှန်းရှင်တွေထံမှာကျမ်းမာရေးလူမှုရေးစီးပွားရေးမိသားစုအရေးငွေရေးကြေးရေးနဲ့ယာရုဌာနလုပ်ငန်းကိစ္စဝဝအတွက်သာသနာပွဲတိုက်ပွဲတွေကက်လူပြီးအဋိဌံပြုစုတောင်းသူတွေနဲ့ထူးခြားထင်ရှားလာခဲ့ပါကြောင်းတင်ဆက်လိုက်ရပါတယ်။လူကြီးမင်းတို့အနေနဲ့ရှီအောင်သမိုင်းဝင်စံတော်ရှင်ရွှေမောင်းတီးစီတော်မြတ်ကြီးကတိုင်နှန်းရှင်အမတော်မဝဖြူမဝပေါက်တို့နဲ့ပတ်သက်ပြီးသိရှိထားတာလေးတွေရှိခဲ့ရင်လည်းကွန်မန့်မှာပြန်လည်ဝင်ပြခဲ့ကြပါဦး။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ။